မင်္ဂလာပါဒီနေ့ကျွန်တော်တို့ပတ်စံအကြောင်းအရာလေးတွေကိုလေ့လာကြရအောင်ပတ်စံခေါ်ခေါ်လေးတွေကိုဘယ်လိုခေါ်လဲဆိုတာကိုအတူတူကလေ့လာကြမယ်ဒါဆိုရင်ဆက်လိုက်ရအောင်yes ဆိုတာ50လို့ခေါ်ပါတယ်100ဆိုရင်တကရာလို့ခေါ်ပါတယ်200ဆိုရင်ခိကရာလို့ခေါ်ပါတယ်900ဆိုရင်ရေကရာလို့ခေါ်ပါတယ်1000ဆိုရင်တကထိုးလို့ခေါ်ပါတယ်9000ဆိုရင်ရေကထိုးလို့ခေါ်ပါတယ်1000ဆိုရင်တကလားလို့ခေါ်ပါတယ်9000ဆိုရင်ရေကလားလို့ခေါ်ပါတယ်တသိန်းဆိုရင်တကလောလို့ခေါ်ပါတယ်ဒါဆိုရင်အစကနေပြန်ပြီးဖတ်ပြပါမယ်yesတကရာခိကရာရေကရာတကထိုးတကလားတကလောတို့ပဲဖြစ်ပါတယ်အားလုံးနားလည်မယ်လို့ယုံကြည်ပါတယ်ဒါဆိုရင်နောက်ဗီဒီယိုမှာပြန်ပြီးတွေ့ကြပါမယ်ဘိုင်ဘိုင်